စိတ်ဖြူစင်စေရန်လှုပ်ဆောင်ရမယ်အခြေခံကျင့်စဉ်၈ချက်ထဲကကြံရှိနေတဲ့၄ချက်ကိုဒီဗီဒီယိုလေးမှာလေ့လာရမှာပဲဖြစ်ပါတယ်ရှင်။ဒီနဲ့တူတူလေ့လာမှတ်သားကြည့်ရအောင်ရှင်။စိတ်ဖြူစင်စေရန်လှုပ်ဆောင်ရမယ်အခြေခံကျင့်စဉ်၈ချက်ထဲက၅ချက်မြောက်ကတော့ပရိသုဒ္ဓအာဇီဝပဲဖြစ်ပါတယ်ရှင်။မတရားသောအသက်မွေးမှုမိစ္ဆာဇီဝကိုရှောင်ကျဉ်၍ဓမ္မလမ်းကြောင်းအတိုင်းမှန်ကန်စွာကြိုးပမ်းရှာဖွေခြင်းတမာအာဇီဝအားဖြင့်အသက်မွေးမှုစင်ကြယ်ခြင်းပဲဖြစ်ပါတယ်ရှင်။နံပါတ်6အိန္ဒြေယေသူဂုတ်တရာဒရာယေမျက်စိနားနှာရှာကိုယ်စိတ်တီးဟူသောအိန္ဒြေ6ပါးတကား6ပေါက်မှနေပြီးအာကုသိုလ်များဝင်ရောက်မလာစေရန်တတိနဲ့စိုးပိတ်၍အသိပညာနဲ့ဖယ်ရှားခြင်းအပြင်အိန္ဒြေကိုထိမ့်သိမ်းစောင့်ရှောက်ခြင်းနံပါတ်9ဘောဇနေမတ်တင်ညုတာခန္ဓာကိုတည်တံ့စေရန်အသက်ရှည်စေရန်အလုတ်လုံနိုင်ရန်ဟူသောမှန်ကန်သောရည်ရွယ်ချက်များဖြင့်အစာအာဟာရကိုစားသုံးခြင်းစင်ကျင်တုံတရားဖြင့်အတိုင်းတာသိပြီးမှအစာအာဟာရတို့ကိုစားသုံးခြင်းနောက်ဆုံး၈ချက်မြောက်ကတော့ဇာဂရိယာနုယောဂမိမိတဏ္ဍာ၌ဖြစ်နေသောစိတ်အညစ်အကြေးတို့ကိုဖယ်ရှားပြစ်နိုင်ရန်နိုးနိုးကြားကြားဖြင့်မမေ့မလျော့ကြိုးစားအားထုတ်ခြင်းစိတ်ဖြူစင်စေရန်လှုပ်ဆောင်ရသည့်မဟာအတ္တပုရသုတ်လာကျမရတနာကေပါရှင်အားလုံးလည်းမဟာအတ္တပုရိသသုတ်တော်တိုင်းကျင့်ကြလို့စိတ်တွေဖြူစင်ကြပြီးငြိမ်းအေးသောနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပါစေရှင်အဆုံးထိကြည်ပေးတာလည်းကျေးဇူးပါရှင်